အားလုံးပဲမင်္ဂလာပါအခုဒီနေ့မှာက headline လာပေါ့နော်အခုမိတ်ဆွေတို့အတွက်ဒီတပတ်စာ reading ပေါ့နော်အဲ့ဒါကို unlimited time နဲ့ကြည့်လို့ရပါတယ်အခုအတွက်ကိုဒါဖတ်ပေးမှာပေါ့နော်အဲဆိုတော့မိတ်ဆွေတို့ energy ကိုက်တဲ့သူအနေနဲ့ကြည့်လို့ရတယ်ပေါ့နော်ဒီတပတ်အတွက်ကြုံတွေ့ရမယ်ကျမရေးအချီရေးဝေးကြီးပေါ့နော်အဲ့ဒါကိုဖတ်ပေးတော့မှာဖြစ်ပါတယ်Okay so I'm gonna buy you to co-host okay so now okay to ကျမရေးရဲ့ချီစီပါရေးပေါ့နော်ဆိုတော့ okay so now so to ကျမရေးက for health ပေါ့နော် for health your health currently မှာဆိုရင်လက်တလုံးမှာဆိုရင်ပေါ့နော်အခုဒီလာမဲ့ဒီတစ်ပတ်အတွင်းမှာဖြစ်နိုင်တဲ့ဒီကျမရေးအခြေအနေတွေကမိတ်ဆွေတို့အနေနဲ့ရင်ဆိုင်ရမယ့်ဒီစိတ်ရှုစရာကိစ္စတွေရှိရပေါ့နော်အဲဆိုတဲ့အခါကျတော့ဒီကျမရေးကိုခေါင်းကိုက်တာတွေနောက်တစ်ခုဒီအိမ်မပျော်တာတွေဒီခန္ဓာကိုယ်နောက်ပိုင်းတွေပေါ့နော်နာကျင်တဲ့အပိုင်းတွေမှာဒါကိစ္စဖို့တွေပေါ့နော်ကျမရေးမှာနောက်တစ်ခုဒီညတွေမှာလက်မှတ်နှိုးတဲ့ကိစ္စတွေဒါဖြစ်နိုင်တယ်ပေါ့နော် okay နောက်ဒီကျမရေးပြီးတော့နောက်တစ်ခု